လူဖီကရောဘင်နာကိုလိုက်သွားခြင်းမိမယ်သူရှိမှစီပီနိုင်ရဲ့အတန်မာဆုံးလူချီကတားဆီးထားတာမျိုးဆက်သွားလို့မရသေးပဲရောဘင်ကလည်းဘက်စတာခေါ်ကိုပြန်ရုံသိမ်းမှုပြောပြီးမြဲဘာရီပဲပေးဆက်ရပါစေသူ့ကုံတိတ်ခါလွယ်လို့ဂယူးမဆိုင်တဲ့စပန်နမ်ကတော့ရောဘင်ကိုသာကမ္ဘာအစိုးရလက်ထဲအပ်လိုက်ရင်ဘက်စတာခေါ်တဲ့လုံနိုင်ခွင့်ရှိရဲ့အာဏာတွေရလာလိမ့်မယ်လို့ထင်မှတ်နေရဖြစ်ပါတယ်ရောဘင်ကတော့လူဖီတေချာပေါက်လိုက်လာမှာမို့အဲ့လိုလုံးဝဖြစ်မလာဘူးလို့ပြန်ပြောပြီးမြဲရော့ဘလူချီဆိုတာကလည်းစီပီနိုင်ရဲ့အင်အားအကြီးဆုံး power level 4000 super human တယောက်မို့တာမန်ပါတီပါချက်ပင်တဲ့ဓမြလေးကနိုင်စရာအကြောင်းမရှိပဲအခြေအနေကလုံးဝပြောင်းလဲသွားမှာမဟုတ်ဘူးလို့ပြောရင်ရောဘင်ကိုလှေကားတစ်လျှောက်ကန်ချလိုက်ပါတယ်လူဖီကအတင်းရှောင်ပြီးရောဘင်နောက်လိုက်ဖို့ကြိုးစားပြီးမြဲလူချီကတော့လုံးဝပေးမသွားတဲ့အပြင်နဆိုးအသီးမပါဘဲနဲ့တောင်ပါဝါ4000အထိတန်မာတဲ့သူမို့အခုချိန်ကြီးရင်ဆိုင်ခဲ့မှုတဲ့ရန်သူတွေနဲ့မတူပဲတဖြည်းဖြည်းပြင်ပန်းလာခဲ့ပြီးအပေါ်ပြန်ရောက်လာတဲ့ချီမနီတို့ကလည်းလူဖီတေးသေးလေးဖြစ်သွားတဲ့အကြောင်းအဖွားခွက်ခိုတို့ကိုပြလိုက်ကြပါတယ်Ennis lobby မှာအချိန်ကြာထက်ရှိနေမယ်ဆိုရင်အန်ရများမှန်သိပြီမြဲနာမီကပြေးလို့မရသေးတဲ့အပြင်သူ့တကူလုံးကပါဆက်ပြအစွမ်းနဲ့စန်းညီညီတူပြောင်းချောချောအယုတ်အဖြစ်အပြောင်းခံထားရတဲ့အတွက်ခါလီဖာလည်းအဆုံးသတ်ဖို့လို့ရောနာမီကပုံရင်အောင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူမြင်နေရတဲ့မြနာမီရဲ့အကုန်လုံးကအတူတွေဖြစ်နေတော့နိုင်ရန်ကိုဖောက်ပြီးဝင်လာတဲ့ဒရဝါကြီးကိုတွေ့လိုက်ရတော့နာမီကလည်းနဆိုးအသီးစားထားတဲ့သူလိုထင်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဒန်နာရီဒါနုစတုံးနဲ့တက်ခိုက်နေရတဲ့ဆိုတို့ကနှစ်ယောက်တယောက်အနေထားမှုအာမတာတဲ့အပြင်ဒါကစကားများလုံးနေရကြောင်းတိုင်ပန်းနေကြပြီးနာမီကတော့ဒရဝါကြီးရဲ့အုတ်ထုံနဲ့ဂျိုကိုမြင်လိုက်ရတာကြောင့်အဲ့ဒါကချုပ်ပါဆိုတာကိုမှတ်မိသွားပါတယ်ဒါပေမဲ့သူ့ကိုတော့မှတ်မိပဲတက်ခိုက်နေရင်ကရေချိုးကန်ကြီးတစ်ခုလုံးကိုလွှင့်ပစ်လိုက်တော့အောက်ဆုံးမှရှိနေတဲ့စန်းကြီးအနားကိုကျသွားခဲ့ပြီးချုပ်ပါကအပေါ်ကိုဆက်တက်သွားပြီးမြဲရုပ်တရက်သူ့ခြေထောက်တစ်ဖက်ပုံမှန်ပြဖြစ်သွားတာကိုနာမီကသတိထားမိလိုက်ပါတယ်ခြေထောက်ကရေဆိုးနေရကိုလည်းသတိထားမိသွားတာကြောင့်စက်ပြာကိုရေနဲ့ဆေးလို့ရတယ်ဆိုတာကိုသိသွားပြီးမြဲခါလီဖာကလည်းအဲ့ဒါကိုနားလဲလို့အလွတ်မပေးပဲ finger pistol နဲ့ပါထပ်ထိုးလိုက်ပါတယ်ဒါပေမဲ့အသားအရည်ကချောနေရမို့တိုးမပေါက်သွားပဲနာမီကကလောက်ဒီတန်မိုကိုပြန်သုံးဖို့အခွင့်အရေးရသွားတဲ့အပြင်ခိုးဘောတွေကြောင့်ချက်ချင်းမိုးရချလိုက်တဲ့အတွက်ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီးရင်ငွေတွေနဲ့ပါပုံရင်အောင်နာမီ9ယောက်ကိုဖန်တီးလိုက်ပါတယ်Sky Island ကဒိုင်ယရီနဲ့ဖန်တီးထားတာမို့တာမန်တန်နာဘောကတော့ပြင်းအားအတော်လေးများတာကြောင့်နာမီရဲ့ယာတီဥဒုတိုက်ကွက်တွေကအရင်ကလီမာထက်လို့အချိန်အကြာကြီးစောင့်စရာမလိုတော့ပဲဒီလောက်သေးတဲ့အခန်းထဲမှာအကုန်လုံးကိုထိန်းချုပ်ထားနိုင်လို့စစ်ပါဝါတဲ့ဒီဘယ်ဖရုကိုပိုအားကိုးမိတဲ့ခါလီဖာလည်းယာတီဥဒုအကြောင်းတပတ်ကန်းခတ်တက်မြောက်တဲ့အပြင်တခိုးညံရှိရဲ့နာမီလက်အောက်မှာရှုံးနေသွားခဲ့ရပါတယ်အဲ့အချိန်ဒီလူဖီကအသေးအတန်ချနေရပြီမြဲသူ့ထက်တိုက်ပွဲအတွေ့အကြုံပိုများတဲ့ Rob Lucci ကတော့သွေးတော်မပူသေးပဲတိုက်ပွဲကတစ်ဖက်သက်ကြီးဖြစ်နေပြီးချုပ်ပါတက်သွားတဲ့နောက်လိုက်လာတဲ့ Frankie ကလည်းခါလီဖာကိုလှည့်သိပ်ထားတဲ့နာမီစီကိုရောက်သွားခဲ့ပါတယ်ချုပ်ပါသားအဲ့လိုအသိစိတ်မရှိတဲ့ပုံစံနဲ့ဆက်တောင်းချမ်းနေသူတို့ပါဒုက္ခရောက်နိုင်လို့တခုခုလုပ်ဖို့ကြံစီလိုက်ကြပြီးနံပါတ်နဲ့တော့ရပြီမို့အပေါ်တက်ကိုသွားဖို့ပြင်နေကြတော့ခါခုနဲ့ဂျာဘရာကလည်းနှစ်ယောက်သားမတည့်ကြပြီမြဲဘက်စတာခေါ်ကိုတုံထားလို့အမြန်ထွက်သွားရတော့မှကြောင့်ပူအောင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဇုံရင်တိုက်နှစ်ကောင်ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတော့ချုပ်ပါကလည်းဂရီပေးထားတဲ့အတိုင်းသူတို့စီကိုပြန်အောင်လာပြီမြဲငကိုပုံစံနဲ့တော့လုံးဝကွဲနေတဲ့အပြင်ချုပ်ပါရဲ့မကောင်းဆိုးဝါးပုံစံကအတော်လေးပြင်ပန်းနေရကိုသတိထားမိလိုက်ကြပါတယ်အဲ့လိုပုံစံဖြစ်သွားလောက်အောင်ကိုချုပ်ပါကအတဲအတန်တက်ခိုက်ပေးခဲ့တာမို့သူတို့လည်းအနိုင်ယူမှရတော့မယ်ဆိုတာကိုတွေးလိုက်မိတော့ Frankie ကပါရောက်လာပြီးချုပ်ပါကိုလေအမြောက်နဲ့ချိန်ထားတာတွေးလိုက်ရတဲ့အပြင်ပင်လေပြစ်ချမှရတော့မယ်လို့ပြောနေရကိုကြားလိုက်ရပါတယ်သူတို့တငယ်ချင်းမို့တားကြည့်မိမယ်နာမီကပါလှုပ်ထားလိုက်လို့ဝင်ပြောတာကြောင့်ချုပ်ပါကရေထဲကျသွားတော့မှလက်ထိပ်ပြုတ်သွားတဲ့အတန်ကိုကြားလိုက်ရပြီးခုနကလို့သူ့ကိုတတ်နိုင်မဲ့အခွင့်အရေးမရှိတော့လို့အခုအစပြီးရီဖို့မကောင်းတော့ဘူးဆိုတာဇီရိုကပြလိုက်ပါတယ်ရောဘင်ကလည်းစပန်နမ်လက်ကပြေးဖို့ကြိုးစားပေမဲ့စီးသုံးလက်ထိပ်ကြောင့်အားနည်းနေတဲ့အပြင်စပန်နမ်စီမှာဖရန့်ဖရီဓာရှိနေရမှုပြေးလို့မလို့ပဲနောက်တစ်ခါအဖမ်းခံလိုက်ရပါတယ်ပင်လေရည်နဲ့ပြုတ်ကျသွားတဲ့ချုပ်ပါကလည်းပုံမှန်ပြဖြစ်သွားပြီမြဲဂေတော့ဂျက်စစ်စီဘလို့လိုက်ရမလဲဆိုတာမသိပဲဖြစ်နေတော့လမ်းပြဖို့စောင့်နေတဲ့ချီမနီတို့ပေါ်လာပြီးမြေအောင်လမ်းကြောင်းတည်နေရကိုပြလိုက်ကြပါတယ်အဲ့ဒါကြောင့် Frankie လည်းချုပ်ပါကိုအဖွားခိုခိုတို့နဲ့ထားခဲ့လိုက်ပြီးနာမီပေးလိုက်တဲ့တော့တွေနဲ့ဖွင့်ကြည့်ဖို့ Robin C ကိုအပြေးလိုက်သွားတဲ့အပြင်ကဲနိုင်ခဲ့ရင်တော့ Bester ခေါ်ကြောင့်နောက်ပြန်လဲဖို့လမ်းမရှိတော့လို့လို့လို့မဖြစ်ရင်ဖြစ်တယ်လို့ဆက်လုပ်ကြဖို့ဆုံးဖြတ်ထားကြတာဖြစ်ပါတယ်ဇီရိုကလေဘင်းကျွတ်သားကိုလို့ထိန်းချုပ်နိုင်တဲ့ခါခုနဲ့အတီတက်ခိုက်နေကြပြီးတက်ကလက်အိုးရဲ့နှာခေါင်းကမာလုံးနေရကြောင်းကြည့်နေကြတဲ့သူတွေလည်းအံ့ဩနေကြတော့အနားမှာထိုင်နေတဲ့ဂျာဘရာကတော့သူကတက်ခိုက်ခြင်းစိတ်မရှိပဲခိုင်းလို့သာလုံနေရတာမို့တငယ်ချင်းကိုကဲချင်းတော့ကိုယူပြီးသွားတော့လို့ပြလိုက်ပါတယ်ဒါပေမဲ့နာမီကဂျာဘရာလိန်နီမန်ရိမ့်မိလိုက်ပြီမြဲတော့ကိုကောက်လိုက်တဲ့စုကဲကင်းကတော့သတိပေါ်သွားတော့မှအတိုက်ခံလိုက်ရပြီး CP9 မှာဆိုရင်ခါခုနဲ့ level 2တန်မာတဲ့သူမို့စုကဲကင်းနဲ့နာမီလည်းပြန်တိုက်လို့မရပဲအဆုံးသက်ခံရလို့နီဖြစ်သွားရပါတယ်ဇီရိုကလည်းတွားကူပြီးလို့မရတဲ့အချိန်ဂျာဘရာကစုကဲကင်းကိုတတ်ဖို့လုပ်နေတော့မှမျက်ခွက်ကိုအကန်ခံလိုက်ရတာကြောင့်ပင်20လောက်လွင့်သွားပြီးဥစစ်ကိုကဲလိုက်တာကလည်းအဖွဲသားတွေဒုက္ခရောက်နေရင်အမြဲတမ်းအချိန်ကိုက်ရောက်လာတဲ့ကောက်ရိုးအထုပ်ရဲ့အဓိကအင်အားတကူစပုံမှုစမ်းကြည့်ဖြစ်နေခဲ့ပါတယ်ချုပ်ပါလွှင့်ပြလိုက်တဲ့ရေချိုးစလုံးကြောင့်ငကိုပုံစံကိုပြန်ရောက်သွားတာဖြစ်ပြီးဥစစ်ကတော့သူ့အတုံးမကျလို့တောင်းမှတ်မိမယ်ဘသူမှမဆိုကိုလုံးနိုင်တာနဲ့မလုံးနိုင်တဲ့အရာဆိုတာရှိလို့တောင်းမှတ်စရာမလိုပဲအကောင်းဆုံးတိုက်ခိုက်ပြီးအသက်ရှင်နေရပြီလို့စမ်းကြည့်ရပြလိုက်ပါတယ်သူတို့စကားပြောနေရင်တော့ဂေတော့ဂျက်စတစ်ကစားပွင့်နေပြီမို့အချိန်ထက်ဆွဲလို့မရတော့ပဲလူဖီကလည်း Rob Lucci ကိုဖျက်ကျော်သွားလို့မရသေးတဲ့အတွက်ဒုက္ခရောက်နေတော့မှရှေ့ကသွားတဲ့သူကသွားလိုက်တဲ့သူကလိုက်နေချီမနီတို့ကပါနောက်ကလိုက်လာမဲ့သူတွေအတွက်လမ်းပြထားခဲ့လိုက်ပါတယ်ဖော်လီမာလိုက်တဲ့အလုတ်ဖြိုးလိုက်ပြီဆိုတဲ့စကားကိုမပြောရသေးတဲ့ဇီရိုကလည်းဂျာဘရာအတွက်ကယုံကြည်လို့ရတဲ့စမ်းတီရောက်လာပြီမို့နောက်ဆက်တင်းစရာမလိုပဲတက်ခိုက်လို့ရတော့မှဖြစ်ပြီးအဲ့အချိန်ရတသားတွေကတော့ပင်လေရထားနဲ့သူ့ထက်ကအလူရဲ့ကျုံးကနေထွက်ပြေးဖို့ကြိုးစားနေကြတာဖြစ်ပါတယ်အချုံနောင်ကလွတ်သွားတဲ့ဖော်လီတို့ကလည်းဘက်စတာခေါ်လာနေပြီမို့အမြန်ရှောင်မှုပြင်ဆင်ရတော့မှဖြစ်ပြီးစမ်းတီကဥစစ်မလုံးနိုင်တာကိုသူ့လုပ်ပေးမှမလို့သူ့မလုံးနိုင်တာကိုလည်းတခုခုပြန်လုပ်ပေးဖို့နဲ့ဥစစ်တာဆိုရင်ရောဘင်ကိုတေချာပေါက်ကဲနိုင်တယ်လို့ပြလိုက်ပါတယ်သူတယောက်ပဲလုံးနိုင်တဲ့ကိစ္စလို့ပြောတဲ့အတွက်ဥစစ်လည်းနားမလည်ပေမဲ့အချ
အခြေအနေကဒီမှာဆက်ရှိနေလို့မဖြစ်တော့တာကြောင့်နောက်ဆုတ်လာခဲ့ကြရပြီးစန်းကြီးနဲ့ဂျာဘရာတိုက်ခိုက်ရင်တာဝါရဲ့အတွင်းပိုင်းနဲ့ရောက်လာတော့မှသူ့လုံးနိုင်တာကိုဥစပ်လည်းတတိယသွားခဲ့ပါတယ်ဂျာဘရာကဥစပ်ကိုအရင်တိုက်ရင်ကောင်းမလားလို့တွေးလိုက်ပြီးမြဲစန်းကြီးကသူ့အဖွဲ့သားကိုမျက်စောင်းတောင်ထိုးခွင့်မပေးတဲ့အပြင်စစ်ဖာဝါရဲ့အိုင်ယွန်ဘော်ဒီတောင်ဖြုံလောက်တဲ့ကန်ချက်တွေကြောင့်ဂျာဘရာပါမျက်ခုံးလောက်လာရပြီးထုံးစံအတိုင်းစန်းကြီးရဲ့ပြင်တင်ဟင်းလင်းရချက်ပြုတ်မှုတွေကြားမှာအခြေအနေကခန်းစစ်ဘက်ကိုရောက်သွားရပါတယ်ဒါပေမဲ့ဂျာဘရာကနဆိုးတတိအစွမ်းအပြင် CP9 ထဲမှာတော့အိုင်ယွန်ဘော်ဒီကိုတုံးထားရင်းနဲ့ခန္ဓာကိုလှုပ်ရှားနိုင်တာကသူ့တယောက်ပဲရှိလို့ဂုံယူနေပြီမြဲစန်းကြီးရဲ့ပြင်းထန်တဲ့ကန်ချက်တွေကလည်းတိုးပေါက်နေရမှုဂျာဘရာကတကယ်အဖြစ်မှန်တွေကိုပြောပြလိုက်ရပါတယ်တကယ်တော့ Robin ကလွန်ခဲ့တဲ့20ကျော်ကသူ့နဲ့ငငယ်တွေကကွဲသွားတဲ့ညီမလေးဖြစ်ပြီးသူတို့တွေကမ်းခြေတစ်ခုမှာကစားနေကြတော့ပင်လယ်နေများတွေကသူ့ညီမလေးကိုဖမ်းသွားကြတာမို့ပြန်မတွေ့ခဲ့ရပဲတနေ့တော့ Robin ကိုဖမ်းဝရမ်းထုတ်ထားတာမြင်တော့မှသူသာကဘာအစိုးရလက်အောက်မှာအလုံးလုံးနေရင်ကာကွယ်ပေးနိုင်မယ်လို့ထင်မိတဲ့အပြင်စန်းကြီးလိုတန်မာတဲ့သူတွေသူ့ညီမလေးကိုလာကယ်ပေးတာမျှော်လင့်နေကြတာမို့တခုခုလုံးလို့မရတဲ့သူ့အစားကယ်ပေးဖို့ပြောရင်းနဲ့တော့ပါပြစ်ချပေးလိုက်ပါတယ်စန်းကြီးကလည်းလက်ခံပြီးတော့ကိုကောက်လိုက်ပြီးမြဲခွေးချင်းခွေးကြံကိုတိနေရမို့ထက်ကန်ပေးလိုက်ပြီးမျက်ခွက်ချင်းကမောင်နှမဆိုတာလုံးဝယုံကြည်စရာမရှိတဲ့အတွက်လိန်ရင်လည်းရုပ်တိရှိရှိလိန်လို့တတိပေးလိုက်ရပါတယ်Robin ကလည်းအတက်နိုင်ဆုံးတောက်ခံနေပြီမြဲ Rob လူကြီးနဲ့ရင်ဆိုင်နေရတဲ့လူဖီကအခုချိန်ထိရောက်မလာသေးပဲရာဘာလူသားမို့ထိုးချက်တွေကတာမန်အတိုင်းမထိခိုက်နိုင်ရင်တော့အပြင်းလို့ရင်တော့နာကျင်မှုကိုအနည်းနဲ့အများခန်းစားရတာမို့တိုင်ပတ်နေတာဖြစ်ပါတယ်အဲ့အချိန်စန်းကြီးကတောက်ရသွားပြီဖြစ်လို့လှည့်စားတဲ့ဂျာဘရာကိုသူ့အကွက်နဲ့သူပြန်ဆုံးမပေးနေပြီမြဲဒီလောက်ညစ်တီးညစ်ပတ်နဲ့အန်ရများတဲ့ကောင်တော့ပဲယူသွားပြီးထားခဲ့လို့လည်းမဖြစ်တာကြောင့်တခုခုလုံးမှရတော့မယ်ဆိုတာကိုနားလည်သွားပါတယ်ဂျာဘရာအရန်ခုံယူရတဲ့အိုင်ယွန်ဘော်ဒီနဲ့ထိုးချက်ကန်ချက်တွေကိုတာမန်အတိုင်းချနိုင်ရင်ပြီးတော့မှမဟုတ်လို့စန်းကြီးလည်းသူ့ရဲ့ကိုယ်ကိုမှုတ်နေအောင်လှည့်ပစ်လိုက်ပြီးပူပြင်းတဲ့ပုတ်တိုက်မှုကနေမိဆွဲသွားတဲ့မကောင်းဆိုးဝါးချက်တော့ဒီအဘဂျန်ပဲတောက်လောင်နေတဲ့ကန်ချက်နဲ့အိုင်ယွန်ဘော်ဒီကိုထိုးဖောက်ပေးလိုက်ပါတယ်ဒါကတော့ One Piece အပိုင်း130ခုဖြစ်ပြီးအပိုင်း118ကိုနောက်နေ့မှာတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ် US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကို support ပေးဖို့တောင်းဆိုချင်ပါတယ်